အခုချိန်မှာကျွန်တော်တို့နယ်မြေဒေသအခြေအနေအရကျွန်တော်တို့ဖက်မှာကျောင်းတက်ဖို့ခက်ခဲရှိနေကြတယ်။အဲဒါကြောင့်ကျွန်တော်တို့အင်္ဂလိပ်ချေမီဇိုရမ်ဖက်မှာကျောင်းတက်ချင်တဲ့လူတွေအတွက်ဘာတွေကိုကျွန်တော်တို့ပြင်ဆင်ထားရမလဲကျွန်တော်တို့ဘယ်အရာတွေအခက်ခဲဖြစ်မလဲကျွန်တော်တို့တနည်းမှာကုန်ကြစိတ်ဘယ်လောက်ထိရှိနိုင်မလဲဆိုတော့ကိုလည်းကျွန်တော်တို့ပြမျှအနေနဲ့တွက်ချက်ပြီးမှအကုန်လုံးပြောတော့မှာဖြစ်ပါတယ်။ဒီအရာတွေကိုသိချင်တဲ့ဆိုရင်တော့ကျွန်တော်တို့ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့မြစ်တာရက်ခံတောင်းဆိုချင်ပါတယ်။အဓိကတော့10တန်း17တန်း12တန်းတွေကို join ဖို့ခဲ့မယ်။ဘာဖြစ်လဲဆိုတော့10တန်းသူတို့ရဲ့အစိုးရ system point post exam ဖြစ်တယ်ပြီးရင်10တန်းမှာလိုအပ်တဲ့ registration တွေကိုတာနေစားလို့ရမှာဖြစ်တယ်။ဘာသာစကားအခက်အခဲရှိမှဖြစ်လို့သင်ခန်းစာမှာလည်းအခက်အခဲဖြစ်နိုင်တယ်ပြီးရင်10တန်းမှာအမှတ်မကောင်းရင်တော့17တန်းမှာကိုတက်ချင်တဲ့အကြောင်းယူချင်တဲ့ stream တွေကိုယူရဖို့ခက်လိမ့်မယ်အထူးသဖြင့်တော့ science ပေါ့မင်းတပ်ဘက်ကကျောင်းသူကျောင်းသားတွေအဓိကတွေ့ကြုံရတဲ့အခက်အခဲတော့ Mizo subject ပေါ့ဒါပေမဲ့ Mizo subject အစား alternative English ယူလို့ရတယ်ဒါပေမဲ့ကျောင်းတိုင်းမှာတော့မရဘူးယူလို့ရတဲ့အကြောင်းတွေကိုကျောင်းသားကျောင်းသူတွေအနေနဲ့စုံစမ်းဖို့တော့လိုလိမ့်မယ် stream တစ်ခုမှာ subject ကခုစီတည်ယူရမယ်science stream မှာတော့ English chemistry physics ဒီတော့ခေါ်တော့ compulsory အနေနဲ့တည်ယူရမှာပါ Other post-base subject တွေကတော့ Mizo computer science mathematics biology ဒီလေးဘာသာတွေကကြိုက်တဲ့နှစ်ဘာသာကိုရွေးချယ်ခွင့်ရမှာဖြစ်ပါတယ် Common stream မှာတော့ English Mizo business studies business maths accountancy economics BNR stream ကတော့ရွေးချယ်စရာအများဆုံး subject ဖြစ်တယ် Common subject တွေကတော့ English political science history geography economics sociology နဲ့ psychology တို့ဖြစ်ပြီးတော့ other post-base subject တွေကတော့ Mizo education public administration home science computer science geology နဲ့ fine art တို့ဖြစ်ကြပါတယ်။ကျောင်းတိုင်းမှာရှိတဲ့ subject တွေမှာတူတာမဟုတ်ကျောင်းသားတွေအနေနဲ့ရွေးချယ်ခြင်းတဲ့ subject တွေရှိတဲ့ကျောင်းတွေကိုလေ့လာထားဖို့တော့လိုပါလိမ့်မယ်။စနေသားတော့တရားကျွမ်းလို့လုံးဝမရဘူး။ school fee ကတော့ခမှန်းချေပဲပြောပေးလိုက်မယ်။ hostel fee ကတော့9000ကနေ1000အထိ school fee ကတော့1500နေ3000 hostel deposit ကတော့1000ကနေအထက်တနေ့လုံးစုစုပေါင်း30ကတော့3သိန်းခွဲ3သိန်းရူပီဝန်းကျင်လောက်တော့ရှိလိမ့်မယ်မဟာထားမှာကတော့ private hostel နဲ့ school hostel ကြိုက်တာရွေးလို့ရတယ်ဒါပေမဲ့ school hostel ရွေးမယ်ဆိုရင်တော့တစ်လတစ်ချိန် visiting day ရှိမယ် visiting day မဟုတ်တဲ့အခြားနေ့တွေမှာမိဘတွေအသားသမီးတွေတွေ့ဆုံခွင့်မရှိဘူး visiting day မှာ visit ပေးမဲ့လူတယောက်တော့လိုအပ်မယ်ဒါတော့ compulsory တော့မဟုတ်ဘူးပေါ့ကိုယ်ဒေတာမဟုတ်တဲ့အတွက်အခက်ခဲတွေရှိနိုင်တယ်ဒါကြောင့်ကျောင်းသူကျောင်းသားတွေအနေနဲ့စိတ်ပိုင်းဆိုင်ရာတွေပြင်ဆင်ထားဖို့တော့လိုအပ်လိမ့်မယ်ဒါတော့မီဇိုရမ်မှာကျောင်းတက်ချင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်လိုအပ်မဲ့တင်တဲ့အချက်လက်တွေကိုအချင်းချင်းပြောကြားပေးတော့တာပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်